နေရာယူလာမှာပေါ့အာမင်ငါကကြွယ်ဝတယ်ကြွယ်ဝနေတိုင်းဝန်ခံပါဖြစ်လေလို့ဟာသူများမကြည့်နဲ့ဆရာကိုပဲကြည့်လိုက်လေဆရာကြွယ်ဝချင်းချင်းပြောတယ်သူများတွေအယံမုန်းတယ်လေဒါပေမဲ့ကိုပြောတယ်ကိုရတယ်လေဘယ်လိုလုပ်မလဲမတတ်နိုင်ဘူး sorry ပဲ I'm so sorry man ဆိုတဲ့ထားပေါ့ကြွယ်ဝချင်းချင်းပြောတယ်လူကြွယ်ဝတယ်လေလိုက်တိုက်ဖြတ်တဲ့အဖွဲတွေကပဲစင်းရဲသွားတာဝင်လေးတယ်စိတ်မကောင်းဘူးကြေကွဲတယ်သူတို့ကြည့်ပြီးတော့ဆရာအလင်းထဲမှာရေးလက်တရားဟောနေချိန်မှာသူတို့မှောင်မိုက်ထဲကနေပြီးတော့အတင်းနေပြောနေရတယ်တနာပါလားကင်မရာလေးတစ်လုံးနဲ့ဒီမှာကင်မရာ၅လုံးလောက်နဲ့ဆွဲနေတယ်အဲလေဘုရားခင်ကျေးဇူးတော်ဝန်ခံသောနေ့မှာစရထုတ်တော့အကျိုးရှိတယ်အာမင်ဟာလေလုယာဘုရားသခင်အော့ဘွယ်တော့အမှုပြုတယ်ဘုရားအာမင်တောင်းဝန်ခံရမယ်ဘာဝန်ခံမလဲဂိတောင်ဝန်ခံတာမှားနေတော့ကျွန်တော်အားတဲ့မနာရှိမျိုးထဲမှာအစင်းရတဲ့အမျိုးပါတဲ့ကျွန်တော်မိသားစုတွေမှာကျွန်တော်လည်းအယုတ်ဆုံးပါတဲ့ကျွန်တော်ဘာကောင်းမှမဟုတ်ပါဘူးဘာလို့ရှောက်ပြောနေတာလဲငါသားဖះလာပြီကောင်းကင်တမောင်ဆေးလို့ပြီးတော့ခွန်အားကြီးတော့ချင်းသူရဲ့မင်းအပြင်ကလုံမယ်ကိုတော့ကျွန်တော်တကယ်လုံမကျင်းတည်တယ်ဆိုရင်ကျွန်တော်နမိတ်လက္ခဏာပြရတယ်ဘာပြရမှာလဲတဲ့ငါသားရဲ့ဘာပြရမှာလဲသုံးမွေးရတဲ့ကျွန်တော်သုံးမွေးအပြင်မှာထုတ်ထားမယ်တဲ့သုံးမွေးဆိုရွှဲနေပြီးတော့မှအပြင်ကမြေတပြင်လုံးက6ကတ်နေပါစေတဲ့ဖះတက်တည်ပြတယ်နောက်တင်မနဲ့မှာသွားကြည့်တော့ဘာဖြစ်လဲသုံးမွေးရဆိုရွှဲပြီးတော့ဘေးနာမြေတပြင်လုံးက6ကတ်ဝါကိုရောတူရှိတာတော့ကျွန်တော်သဘောတော်နည်းပေါက်လာပြီဒါပေမဲ့နည်းနည်းတောက်တစ်ခေါက်လောက်ကိုနောက်တစ်ခေါက်လောက်သုံးမွေးရ6နေပြီးတော့မှမြေတပြင်လုံးကဆိုရွှဲနေပါစေအဲ့ဒါဆိုတော့ကျွန်တော်ယုံပြီကိုရောဖះတိတ်စစ်ရှိတယ်ဗျာရပါတယ်တဲ့ကြီးတောင်ရဲ့နောက်နေ့ထားကြည့်လိုက်ကြည့်ရောသုံးမွေးရ6ကတ်နေတဲ့မြေကြီးကဆူရွှဲနေဝါငါနဲ့ဘုရားခင်တူရှိတာပဲတင်ဘုရားခင်အတူရှိတယ်ဆိုတာကြီးတောင်နဲ့ပဲရှိတယ်ဘုရားမို့ဒီကျမ်းစာကြီးကသူတို့အကြောင်းရေးထားမို့သူတို့အကြောင်းရေးတာတင်အကျိုးအတွက်ရေးထားတာဟာလေလုယာတင်ကိုတင်မသိရင်ဒီနေ့တင်မပြန်ခင်လေးမှာသိလိုက်ဒီနေ့ဘာကြွေးမှလဲတံပေါက်မစားခင်မှာတံပေါက်မစားခင်လေးမှာတို့ကတော့တံပေါက်စားဖို့အခွင့်နော်မရတော့တင်ကြည်ရတော့တင်ကိုတခုပြောလိုက်မယ်တံပေါက်မစားခင်လေးမှာတံပေါက်ထပ်ဖို့ရေးကြည့်တယ်တင်ဘသူလဲသိလားတင်ရဘိတ်သိက်ရှိတဲ့သူဖះဘာဘိတ်သိက်ပေးထားလဲဖះကောင်းမြတ်